အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြမယ့်အကြောင်းအရာလေးကတော့ထိုင်းနိုင်ငံရဲ့ထိပ်သီးအစိုးရနဲ့ပုဂ္ဂလိကတက္ကသိုလ်တွေမှာတွားရောက်တက်ရှင်တဲ့သူတွေ scholarship လျှောက်ချင်တဲ့သူတွေပြီးတော့ dual program တွေ credit transfer အစီအစဉ်တွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်ပါဒီလိုမျိုးစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့နိုဝင်ဘာ2ရက်နေ့တနင်္ဂနွေနေ့မနက်9:00နာရီကနေပြီးတော့ညနေ4:00နာရီအထိမှာNovotel မှာရှိတဲ့ပသိမ်ခမ်းမမှာထိုင်းနိုင်ငံရဲ့10 ကြိမ်မြောက်ပညာရေးပြပွဲရှိရယ်အဲ့ပညာရေးပြပွဲမှာတက္ကသိုလ်ပေါင်းစုံမှာရှိတဲ့တာဝန်ရှိသူတွေနဲ့အခမဲ့ဆွေးနွေးနိုင်တဲ့အကြောင်းလေးကိုပြောပြပေးချင်တာပါ။တွားရောက်တက်ရှင်တဲ့သူတွေကတော့ register လုပ်ထားဖို့လည်းလိုတယ်ပေါ့နော်။ register link လေးကိုလည်းတင်ထားပေးပါတယ်။ဒီပညာရေးပြပွဲမှာဆိုလို့ရှိရင်တော့scholarship တွေကို25%ကနေပြီးတော့100%ထိပေးထားတဲ့အတွက်ကြောင့်မလို့တေချာလေးတွားပြီးတော့ဆွေးနွေးတင်နေဆိုတဲ့အကြောင်းလေးကိုပြောပြပေးချင်တာပါရှင်။ register လေးလည်းတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်မကြခင် register လေးလည်းလုပ်ထားဖို့လိုတယ်ပေါ့နော်များသောအားဖြင့်ဒီထိုင်းနိုင်ငံမှာတွားပြီးတော့တက်ချင်တယ်တိတ်လည်းမတက်နိုင်ဘူးဒါမှမဟုတ် scholarship လေးနဲ့တွားတက်ချင်တယ်တခြား credit transfer နဲ့တွားပြီးတော့တက်ရောက်ချင်တဲ့သူတွေအတွက်ကိုဆိုရင်တော့ဒီပညာရေးပြပွဲလေးကအရန်အသုံးဝင်မှာပေါ့နော်ဒါကြောင့်မလို့ဒီပညာရေးပြပွဲလေးကိုမိဘတွေရောဆရာတွေရောကျောင်းသူတွေရောတွားရောက်တက်ရောက်တင်ပါတယ်တကယ်လို့အသေးစိတ်သိချင်တဲ့တခုခုသိချင်တာရှိလို့ရှိရင်လည်းလာပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်